ကျွန်တော်အခုကဒီအနွေးရထိုးနည်းလေးပေါ့နော်ဒီအနွေးရထိုးနည်းလေးကိုထိုးရင်းနဲ့ဒီအင်ကြီးလေးကိုပြောပြပြမယ်နော်ဒီအင်ကြီးမှာလေကျွန်တော်တို့ခုစားမြန်မာချီ5 plan ကိုသုံးတာပေါ့နော်ဒီလိုအယောင်ဆက်အလင်းလေးတွေသုံးလိုက်တာပေါ့နော်အဲ့ဒါမျိုးကိုကျွန်တော်မှရှိတွေရှာလိုက်တော့ဒီလိုအယောင်ဆက်လေးထွက်လာတော့ဒီအယောင်ဆက်လေးရဲ့အဖြူလေးရဲ့သုံးပြီးထိုးသွားမှာပေါ့နော်အားလုံးပေါင်းကျွန်တော်800 gram လောက်တော့ဆောင်ထားတယ်ဘာလို့ဆိုတော့အင်ကြီးကပတန်နည်းနည်းလေးဘယ်လိုပြောမလဲရိုးရှင်းနေဒါပေမဲ့ဟိုဘယ်လိုမလဲဖုန်မီလေးပြန်ကြည့်ရတာဆိုတော့လေသူပြထားတာတော့ကျတော့ဒီ S-side ကသူက6နဲ့ထိုးတာပေါ့နော်6 mm နဲ့ထိုးတာဒါပေမဲ့ကျွန်တော်ကဒီ5 line သုံးမှာဆိုတော့ 4.5 အဲ့လိုမျိုးကိုကတကယ်လို့ချီထူးတယ်ဆိုလို့ရှိရင်တော့5.5 လောက်ကိုကဟိုပွားလေးနဲ့ပေါ့နော်အဲ့လိုမျိုးထိုးခြင်းနဲ့ဆိုတော့5.5 လောက်ထိုးပေါ့နော်ကျွန်တော်ကတော့ဒီမှာ5နဲ့ထိုးမှာပေါ့နော်ကိုကတကယ်လို့ချီရနည်းနည်းလေးသေးတယ်ဘယ်လိုပြောမလဲအဲချီအတုပ်ကြီးလည်းမကန်ချင်ဘူးဆိုရင်တော့4.5လောက်ထိုးပေါ့နော်မစ်ကော်တွန်သုံးရင်လည်းရတယ်မစ်ကော်တွန်သုံးရင်လည်းရတယ်ဒါပေမဲ့ကျွန်တော်ကဒီအနွေးတယ်လေးကိုကျတော့ဘယ်လိုမလဲပေါ့ပါလေးဖြစ်အောင်မစ်ကော်တွန်ကျတော့4 pline သုံးမှာအဆင်ပြေမှာအဲ့ဒါပြီးတော့သူကနည်းနည်းလေးပွားတဲ့ဘက်ကိုသွားမှာဆိုတော့လေ weight တော့ပေါ့မယ်weight တော့ပေါ့မယ်ပွားတဲ့ဘက်ကိုသွားမှာပေါ့နော်ဒီပုံစံလေးကျတော့အကျစ်လေးသွားမှာဆိုတော့ကျွန်တော်ဒီမြန်မာချီ5 pline ကိုပဲထိုးပြီးတော့သုံးသွားမှာပေါ့နော်ဒါ तू ကအဲ့မှာပြထားတဲ့ကြောစစ်အမှန်ကိုသုံးထားတယ်ပြီးပါလို့ရှိရင် तू က chain နေရကြောတော့ပေါ့နော် small size ဆိုလို့ရှိရင်61 medium ဆိုလို့ရှိရင်66 large size ဆိုရင်81 XL ဆိုရင်86 2XL ဆိုရင်81အဲ့လိုမျိုးသွားတာပေါ့နော်3XL ဆိုရင်61 4XL ဆိုရင်96 5XL ဆိုလို့ရှိရင်100နဲ့1အဲ့လောက်ထိ तू ကသွားပြီးတော့ရှင်းပြထားတာပေါ့နော်ကျွန်တော်ကဒီမှာတော့86ပေါ့နော် XL နဲ့ထိုးမှာအဲ့ဟာကိုလည်းကျွန်တော်ဒီဘေးနားမှာရေးခဲ့ပြီးမယ်နော်ကျွန်တော်ကတော့86နဲ့တော့မှာ chain 86ခုနဲ့တော့မှာ SI ကတော့5နဲ့တော့မှာပေါ့နော်ဒါတော့မြန်မာကြီး5 line နဲ့သုံးမယ်နော်3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
10 11 12 13 14 15 16 19 18 19 20အဲ့လိုမျိုးသူကအောက်ခြေကနေတက်ပြီးသွားတာသူဘယ်လိုပြောမလဲဆိုတော့ခေါ်ကြတော့ဒီလိုမျိုးကိုက86ထိုးသွားရဲဆိုရင်ဒီလိုအတန်းလိုက်တက်တာမဟုတ်သူဒီလိုတက်သွားတာအဲ့ကြတော့ကိုရဲ့ခါဒါဆိုရင်86 root ပေါ့နော်80အိုး chain 86ခါပေါ့နော် chain 86ခါထိုးပြီးသွားရင်ဒါကကျတော့ exercise ပေါ့နော်86ခါထိုးပြီးသွားလို့ရှိရင်3ပေါင်းမြောက်အပေါက်မှာလာပြီးတော့တိုင်ရှည်ပြန်ထည့်မှာ3ပေါင်းမြောက်အပေါက်မှာလာပြီးတော့တိုင်ရှည်ပြန်ထည့်မယ်အဲ့ဒါပြီးရင်တို့အဆုံးဘက်ထိပဲပြန်ပြီးတော့အကုန်လုံးတိုင်ရှည်ပြန်လာထိုးမှာသူကကျတော့ဘယ်လိုလဲဆိုတော့သူကခါအနာပေါ့နော်ခါအနာရောပါတခါတည်းထည့်ပြီးတော့ထိုးသွားတာပေါ့နော်အဲ့လိုပဲခါအနာထည့်မယ်ပြီးသွားလို့ရှိရင်ကိုလိုတလားပြန်ပြီးတော့ဒီအပေါ်ကိုတွေကိုတက်တာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ထိုးသွားမှာတခါတည်းခါအနာတက်ထိုးစရာမလိုတော့ဘူးခါအနာပါတပေါင်းနဲ့တွဲထိုးသွားတာပေါ့နော်သူကဘယ်လိုမျိုးလဲဆိုတော့ဒီရှေ့ချမ်းပဲအလှပါတယ်နောက်ချမ်းကျတော့ပုံမှန်တိုင်းတိုင်ရှည်တွေပါမယ်လက်ကလည်းပုံမှန်တိုင်းပဲတိုင်ရှည်တွေနဲ့ချိတ်သွားမယ်အဲ့လိုပုံစံမျိုးလေးထိုးသွားတာပေါ့နော်ခုကတစ်ပေါက်ကိုတစ်တိုင်းစီနဲ့ပဲပြန်ပြီးတော့တိုင်ရှည်တွေပြန်လာထိုးသွားတာဒီဘက်အဆုံးထိပဲပြန်ပြီးတော့တိုင်ရှည်တွေကုန်ပြန်လာထိုးခဲ့မယ်နော်ပြီးမှနောက်တစ်မျိုးပြန်ပြပေးမယ်နော်ဒါကျတော့ခါအနာအတွက်ထိုးတာပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ကိုယ့်ရဲ့အနှွေးတွေနဲ့တိုင်းပြီးတော့ထိုးခြင်းနဲ့ဆိုရင်လည်းထိုးလို့ရတယ်သူကပတန်တစ်ခွက်မှာချိန်9ခုရှိတာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ပဲသွားတာပတန်လေးကလည်းရိုးရိုးရှင်းရှင်းလေးပဲသွားတာအဲကျတော့ကိုကတကယ်လို့ပတန်တစ်ခွက်မှာချိန်9ခါဆိုလို့ရှိရင်လည်းကိုကအဲ့ထက်နည်းနည်းလေးဘယ်လိုပြောမလဲကြီးကျင်နေဆိုလို့ရှိရင်လည်းတစ်မျိုးသွားလို့ရတာပေါ့နော်ဒါကကြတော့အခုအကုန်လုံးတိုင်ရှည်ကိုအဆုံးထိထိုးပြီးသွားပြီပေါ့နော်နည်းနည်းလေးပြန်တော့ဆေးရမယ်ဘာလို့ဆိုအမြဲတမ်းကချောကမင်းနဲ့တိုင်ရလေအဲ့လိုမတိမသားလေးကြော်သွားတာမျိုးတွေရှိတယ်အဲ့လိုမျိုးပေါ့နော်အားလေးနည်းနည်းလေးပြန်စစ်လိုက်ပေါ့နော်အပေါ်တက်ပြီးတော့မှတိုင်မှားနေဆိုလို့ရှိရင်ပြန်ဖြေရရောဘုတော့မကြော်ခဲ့သေးဘူးချင်းတဲ့ခါတက်မယ်ချင်းတဲ့ခါတက်မယ်ပြီးရင်တစ်ဖက်ကိုပြန်လှည့်မယ်တစ်ဖက်ကိုပြန်လှည့်ပြီးသွားလို့ရှိရင်တိုင်ရှည်တွေကြီးပဲပြန်ထိုးမှာနော်အဲ့ဒါဘယ်လိုထိုးမှာလဲဆိုတော့ဒီချီပေါ်အပေါ်ချီတင်မယ်ပြီးရင်ဒီအောက်ကနေယူမှာနော်ဒီလိုဒီတိုင်ရှည်ကို white ပြီးယူမှာဒီလိုမျိုးတိုင်ရှည်ကိုဒီလို white ပြီးအောင်ယူမှာမြင်ရလားတော့မသိဘူးဒီလိုမျိုးလေးယူမှာတိုင်ရှည်တွေကို white ပြီးအကုန်ယူမှာမထွက်လာဒီလိုမျိုးလေးပြီးရင်ဒီအောက်မှာလည်းဒီလိုပဲအကုန်လုံးကို
တိုင်ရှည်ရဲ့အောက်ကနေပြန်ယူတာအဲ့ဒါကျတော့ခါအနာကွတ်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါကကျတော့ကိုက3ပြားလောက်ထိုးမလား4ပြားလောက်ထိုးမလားကိုကြိုက်တဲ့လိုမျိုးလေးထိုးကြည့်ပေါ့နော်ဒီလိုမျိုးလေးတိုင်ရှည်ကိုအောက်ကနေယူတာပေါ့နော်ပြီးဒီမျိုးဒီအပ်ပုံချီတင်မယ်ပြီးရင်ဒီတိုင်ရဲ့ဒီလိုအောက်ကနေဒီလိုပြန်သွားတယ်ပြီးရင်ဒီလိုဆွဲယူတယ်ပြီးရင်ဒီလိုပြန်သွားတယ်အပေါ်ချီတင်မယ်ဒီလိုအောက်ကနေယူတယ်မြင်လားတော့မသိဒီပေါ်အပေါ်ချီတင်မယ်ပြီးရင်ဒီလိုမျိုးလေးယူတယ်နော်ဒီအောက်ကနေဒီလိုလေးယူတာဒီလိုမျိုးလေးပြီးသွားရင်အပေါ်ချီတင်မယ်ဒီအောက်ကနေဒီလိုလေး white ယူမယ်ပြီးရင်ချီကိုဆွဲထုတ်မယ်ပြီးရင်နှစ်ခါဆွဲထုတ်မယ်ပြီးရင်နှစ်ခါဆွဲထုတ်မယ်ပြီးရင်အပေါ်ချီတင်မယ်ဒီအောက်ကနေဒီလို white မယ်ပြီးရင်ဒီလိုဆွဲထုတ်မယ်ပြီးရင်ဒီလိုဆွဲထုတ်မယ်ပြီးရင်ဒီလိုဆွဲထုတ်မယ်အဲ့လိုမျိုးလို့ဒါကခါအနာကွတ်တဲ့ပုံစံမျိုးလေးထိုးတာပေါ့နော်ခုဒီမဲ့နေတာဒီလိုလေးဖြစ်သွားရင်အဲ့ဒါခါအနာကွတ်တာပေါ့နော်တကယ်လို့ကိုကဒါ